United အသင်းကိုတေချာပေါက်ရောက်ရှိလာမဲ့ကွင်းလဲလူအေဂျာဆန်အားလုံးပဲမင်္ဂလာပါ Square Online အကြမှာအားသာတဲ့များကိုနေစဉ်တင်ဆက်ပေးနေပါတယ်ဘောလုံးမတွေကိုငွေကြေးပါယုံကြည်စိတ်ချသောစောကသားလိုပါက Square Asian တို့လာရောက်စောကသားနိုင်မှာအကြောင်းသတင်းကောင်းပါပါတယ်အကောင်ဆုံးဆောင်များနဲ့စောင့်ကြိုးနေပါတယ်ခင်ဗျာအတလန်နာအသင်းရဲ့အဓိကကွင်းလဲကစားသမားအေဂျာဆန် Manchester United အသင်းကိုတေချာပေါက်ရောက်ရှိလာတော့မှာပါဒီပြောင်းရွှေ့တာအပြည့်သက်မဖြစ်ခဲ့ရင်တော့တော်တော်လေးကိုအံ့ဩစရာကောင်းလာမှာဖြစ်ပြီး United အသင်းမှာ Casemiro ထွက်ခွာမှုကြောင့်လစ်ဟာသွားတဲ့ကွက်လက်ကိုဖထီးနိုင်မှာတော့မဟုတ်တော့ပါဘူးဒီအတွက်အီဒါဆန်ကို United အသင်းနေဖြစ်မဖြစ်မနေကိုခေါ်ယူမှဖြစ်ပါလိမ့်မယ်။လက်ရှိအီဒါဆန်နဲ့ United ကြားအပြောင်းရွှေ့ကြံ့ကြာနေရခြင်းဟာအတလန်နာအသင်းရဲ့ driver အသစ်ခန့်အပ်မှုတွေကြောင့်ဖြစ်ပြီးဒီလူတွေကသာ United အသင်းရဲ့အပြောင်းရွှေ့ကိုဆုံးဖြတ်ပေးနိုင်မဲ့အဓိကလူတွေလည်းဖြစ်ပါတယ်။ United အသင်းဘက်ကအီဒါဆန်ကိုဘာလို့အဲ့လောက်ထိလိုချင်နေတယ်လဲဆိုရင်ရှေ့ကပြောဆိုခဲ့တဲ့ Casemiro ထွက်ခွာမှုကြောင့်အစားထိုးချင်ခဲ့တာဖြစ်သလိုငရွယ်တဲ့ကစားသမားလူငယ်သွေးတစ်လောင်ပုံစံမျိုးနဲ့ United တို့ဖန်တီးပေးချင်နေတာလည်းဖြစ်ပါတယ်။ဒီကစားသမားစီကဘာလို့မျှော်လင့်လို့ရတယ်လဲဆိုရင်သုံးသပ်ပြပေးပါမယ်။အေဒါဆန်ကွင်းလယ်စွမ်းရင်အပြည့်နဲ့နေရာအနှံ့ကစားနိုင်တဲ့ကစားသမားမျိုးအတလန်နာနီးပြရဲ့ပြည်နယ်နဲ့ Brazil စနစ်မှာသူကအရေးပါဆုံးသောဂွမ်းဆက်တစ်ခုဖြစ်ပြီးတပတ်စစ်ကနေတိုက်စစ်ကိုအများဆုံးကူးပြောင်းနိုင်တဲ့ Dynamic ဆန်နဲ့အရေးချင်းလည်းရှိပါတယ်။သူ့ရဲ့အကြီးမားဆုံးအားသာချက်ကတော့ပွဲချိန်90မိနစ်လုံးကွင်းလုံးပြည့်ပြေးလွှားနိုင်တဲ့တက်လုံပဲဖြစ်ပါတယ်။ကာဝေးမှာကူပိတ်ပေးသလိုတိုက်ရိုက်စင်တဲ့အခါမှာလည်း penalty box တဲ့အထိအချိန်မီပြေးဝင်လာနိုင်တဲ့ကစားသမားလည်းဖြစ်ပါတယ်။ပြန်မစီကဘောလုံးဖြတ်ထုတ်တာလမ်းကြောင်းဖြတ်ထုတ်တာတွေမှာအရန်တော်လွန်တဲ့ကစားသမားပါ။သူ့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံအချိုးစားကလည်းဖြတ်လက်သလိုတောင်းတင်းတဲ့အတွက်ကွင်းလေနှစ်ယောက်ပြိုင်လို့တာတွေမှာအနိုင်ရလိမ့်ရှိပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အစုံလေးနားကြပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ